solo level ရန်နောက်ဆုံးပိုင်း episode 12အထိပဲဖြစ်ပါတယ်ဇလန်ရဲ့အစမှာတော့လွန်ခဲ့တဲ့3နှစ်ကစစ်သည်မော်တွေလည်းတိုက်ပွဲဖြစ်ပွားတဲ့နေရာတစ်ခုကိုစောင့်ကြည့်နေကြကတောအုပ်ထဲမှာတော့လူတယောက်ရဲ့အနောက်ကိုအနီရောင် monster တွေကလိုက်နေခဲ့တယ်အဖွဲ့သားတွေနဲ့ပြန်ပေါင်းမိလို့တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြပြီး monster တွေကခုံအုပ်တိုက်ခိုက်လို့ကလိုက်ရကကျန်တဲ့လူတွေကလည်းမိမတ်စစ်နဲ့ပြန်နေတိုက်ခိုက်ကြတယ်monster တွေကအင်အားများတာကြောင့်တက်ခံနေရကအချိန်မှာပဲလူတယောက်ရောက်လာပြီးကူတိုက်ပေးလို့လွတ်မြောက်သွားပြီးစောက်ထက်ကမတ်ချစ်တွေနဲ့ဒဏ်ရာတွေကိုကုသပေးလိုက်တယ်monster တွေကအလစ်ဝင်တိုက်တာကြောင့်မချစ်နဲ့ကာပေးလိုက်ပြီးထက်ရောက်လာတဲ့ဘဲကြီးလည်း monster တွေကိုရှယ်ဖြုတ်နေကနှစ်ယောက်ပေါင်းပြီးရှယ်ကျွေးလိုက်ကြတယ်အဲအချိန်မှာပဲအပြော monster ကြီးတစ်ကောင်ထက်ရောက်လာလို့တိုက်ပွဲပေါင်းစုံနဲ့ရှယ်ဖြုတ်လိုက်တာလစ်သွားပြီးထက်ရောက်လာတဲ့အကောင်တွေကိုပါရှယ်တီးလိုက်ကြတယ်မြို့ထဲမှာလည်းတိုက်ခိုက်ဖို့ပြင်ဆင်နေကြကခေါင်းဆောင်ဖြစ်တဲ့ချွဲက